speaking လေ့ကျင့်လို့ရှိရင် idea မရဘူးမလား speaking ပြောတဲ့အခါကျလို့ရှိရင်အဲ့တော့ကိုကခေါင်းစဉ်တွေလေ့ကျင့်တယ် topic တွေလေ့ကျင့်တယ်question တွေလေ့ကျင့်တယ်ဆိုလို့ရှိရင်တော့ကိုမှ idea မရဘူးဆိုလို့ရှိရင် notes လေးလုပ်ပြီးတော့လေ့ကျင့်ပေါ့နော်ဒါ Sarah class ထဲမှာဆိုလို့ရှိရင်လည်းသူတို့ notes အမြဲလုပ်ခိုင်းတယ်ကိုကအရင်ကျွမ်းတဲ့သူလေ့ကျင့်နေကြသူဆိုလို့ရှိရင်တော့ notes မလို့ပေါ့နော်ဒီနေ့ဆိုတာ notes လုပ်တဲ့နည်းလမ်းကိုပြပြပေးမှာဆိုတော့ notes လုပ်တဲ့ဆိုတာတချို့ကျတော့အဲ့လိုမျိုး essay လိုမျိုးရှေးတွေရေးပြီးရှေးတွေကိုဖတ်ပြကြတာအဲ့လိုမျိုးမလုပ်ရဘူးအဲ့တော့ဒီနေ့တကယ်တော့ notes မှန်လုပ်တတ်လို့ရှိရင်လေ့ကျင့်ရတာကိုတို့လည်းပို့လွယ်သွားတယ်နောက်ပိုင်းကျလို့ရှိရင် notes တောင်မလို့တော့ခေါင်းနဲ့တန်းပြီးတော့စဉ်းစားပြီးတော့ပြောထွက်တယ်ပေါ့နော်အဲ့တော့ notes မှန်အောင်လုပ်နေကိုဒီနေ့ဆိုတာရှင်းပြပေးပါမယ်ကိုလေ့ကျင့်မဲ့ topic ကထားလိုက်ပါတော့ပြောရင်ကောင်းမလဲဘာကြောင့်ပြောရင်ကောင်းမလဲOkay ထားလိုက်ပါ my family ကိုမိသားစုအကြောင်းပြောမယ်ဟုတ်ပြီမိသားစုအကြောင်းပြောမယ်ဆိုလို့ရှင်ဆိုတော့သူတို့အချိန်10မိနစ်ပေးလိုက်တယ်အချိန်3မိနစ်ပေးလိုက်တယ်အဲ့3မိနစ်တွင်မှာကိုပြောချင်တဲ့အကြောင်းအရာလေးစဉ်းစားစာရမချရေးအဲ့ကြလို့ရှိရင် essay လို့လုံးဝမရေးအောင်နော် I have 3 family member they are ဘယ်သူအဲ့လိုမျိုးချရေးခဲ့တဲ့လုံးဝမဟုတ် outline လေးထုတ်ခိုင်းတာအချက်လေးထုတ်ခိုင်းတာအဲ့လိုမျိုးခုနကလိုမျိုးချရေးပြီးတော့ဆရာတို့ဖတ်ပြတော့ဘာထူးလဲ writing ရေးတာနဲ့ရေးပြီးတော့ဖတ်ပြတော့ကိုယ်အုံနောက်ကအလုံးမလုံးရတော့ဘူးလေနော်အဲ့တကြောင့်မလို့အုံနောက်ကအလုံးလုံးဖြစ်အောင် notes ကို outline အနေနဲ့အတိုလေးထုတ်မယ်အဲ့တော့ number of family member မိသားစုအရေးတော့အဲ့တော့ number of family member ဆို English လို့မရေးတတ်လို့ရှိရင်ဗမာလိုလေးပဲရေးမိသားစုအရေးတော့ကိုပြောမယ်ပြီးဘာပြောလို့ရတယ်လဲစဉ်းစားကိုယ့်အကြောင်းအရာပြောစရာမလိုကို့မှာမိသားစုနဲ့ပတ်သက်ပြီးပြောစရာတိတ်မရှိဆိုကိုယ့်အကြောင်းအရာမပြောနဲ့ဒါကိုပြောရအရင်အပေါက်တယ်ဘာလို့တချို့ကတခုမင်းတို့အကြောင်းနဲ့ရှင်ပြီးတော်တော်စဉ်းစားရတော့အဲ့စာကိုအတွက်လွယ်မဲ့ဟာဘာလို့အုံနောက်က in translate လုပ်ရသေးလေဘာသာပြင်ရသေးကိုကလုံးဝပြောချင်တဲ့သူမဟုတ်လို့ရှိရင်ကိုအတွက်လွယ်မဲ့ translate လုပ်မဲ့အကြောင်းအရာစဉ်းစားဟုတ်ပြီမိသားစုရေးတဲ့ရှိမယ်တို့ရဘာတူလဲ who are they ဆိုလို့ရှိရင် who are they မေးတယ်လို့ရှိရင်တို့ရဘာတူလဲကြလို့ရှိရင်ငါဘာပြောလို့ရသေးလဲအော်ဟုတ်ပြီတို့ရလောက်ကန်တင်ပြောလို့ရသေးရဲ့ occupation ဒါမှမဟုတ်ရှင် job လောက်ကန်ပြောမယ်အသက်တွေပြောမယ်အပြင်ဘာပြောလို့ရသေးလဲအမှတ်တရတွေပြောမယ်ပြီးလို့ရှိရင်ဘာပြောမလဲသူတို့ကငါ့ကိုသူတို့ရဲ့ treatment တွေပေါ့နော်ဂရုစိုက်လားမစိုက်ဘူးလားငါသူတို့ကဂရုစိုက်လားသူတို့ကဘလို့လူစားမျိုးတွေလဲသူတို့ရဲ့စိတ်နေစိတ်ထားတွေသူတို့ချစ်လားမချစ်လားဘာကြောင့်မလို့ဒီမိသားစုချစ်တာလဲဘာကြောင့်မလို့ဒီမိသားစုကိုအတွက်အရေးကြီးရလဲဒီလိုမျိုးလေးကိုအတိုလေး outline လေးအစလေးထုတ်ပြီးမှကိုလှုပ်ထားတဲ့ဟာလေးကိုကြည့်ပြီးတော့ပြောကြည့်အရှိကြီးကိုပြောခိုင်းတာမဟုတ်နော်ကိုလှုပ်ထားတဲ့ခုနအတို outline အကြောင်းအရာအတိုလေးကိုကြည့်ပြီးတော့အကွက်ကိုချဲ့ပြီးတော့ပြောကြည့်အဲ့တော့ခုနဆော်ရုပ်ထားမိသားစုရေးအတွက်နော်အဲ့တော့there are 3 family member in my family they are my father mother my sister ဘာဘာတခုခုပေါ့နော်အဲ့ကြလို့ရှင်အုံနောက်ကလည်းအလုံးဖြစ်သွားတယ်ဓာတ်ရိုက်ကြီးတော့ directly တော့လုံးစရာမဖြစ်သွားဘူးပေါ့နော်ဘာလို့ဆိုကိုကလုံးဝတန်းပြီးမပြောနိုင်တဲ့အခါကျတော့ဒါပေမဲ့ဒီလို notes လုပ်လိုက်ခြင်းအပြင်ကိုအတွက်အစားဖော်ပေးသလိုဖြစ်သွားတယ် notes မလုပ်ဘဲနဲ့ဒါဓာတ်ရိုက်ပြောကြည့်မယ်ဆိုလို့ရှင်I have 3 family member လို့ဖြစ်ပြီးဘာမှဆက်ပြီးပြောတော့မဟုတ်အဲ့လိုတွတ်တန်းလေးမဖြစ်အောင်လို့ဆိုတာ notes လုပ်ခိုင်းတယ်တစ်ချက်ချင်းစီလို့ essay လို့လုံးဝမရေးရဘူးပေါ့နော်ဟုတ်ပြီအဲ့တော့ဘာဖြစ်လို့ essay လို့မရေးခိုင်းတာလဲ speaking ကကြတော့ပါစကနေ back ခဏပြောရတာ back ခဏပြောရတယ် writing ကကြတော့ရေးချိန်ရတယ်ဒါပေမဲ့ speaking မှာသူများပြောလို့ရှိရင်ကိုကသူများပြောတာထားကြီးကိုနားထောင်ပြီးတော့စာအုပ်ထဲမှာပြန်ရေးပြီးရေးရတာကြီးကိုဖတ်ပြလို့မရဘူးလေပါစနဲ့ back ခဏတန်းပြောရတာအဲ့တော့ကြောင့်မလို့အုံနောက်ကိုမြန်သွားအောင်ဆိုအကျင့်လုပ်ဖို့လိုတယ် writing ကျတော့အုံနောက်လေးနည်းနည်းလေးသွားလို့ရတယ်ကွာရေးနေရအေးဆေးလေးစဉ်းစားလို့ရတယ်အဲ့ကြောင့်မလို့တို့များငါခုနစကားပြောတာဒါလေးပြောလိုက်ရင်ကောင်းသားဟိုလေးပြောလိုက်ရင်ကောင်းသားဆိုပြီးဖြစ်တာအဲ့ဒါကြောင့်ဒီအုံနောက်ကို challenging ဖြစ်အောင်လုပ်ရတယ်ဟိုလိုမျိုးဆိုတော့ပြောလို့ outline အတိုလေးလုပ်တယ်အတိုလေးကိုမှပြန်ချဲ့ပြီးတော့ပြောတယ်ဆိုလို့ရှိရင်နည်းနည်းတော့အုံနောက်ကဒုက္ခရောက်တာပေါ့နော်အုံနောက်ဒုက္ခတော့ဆိုတော့ကိုကလေ့ကျင့်နေကြပြောနေကြမဟုတ်တဲ့ခါကျကိုတနည်းနည်းခက်တဲ့ challenging ဖြစ်တယ်ဒါပေမဲ့သူ့အဲ့လိုမျိုး train ပေးတဲ့အခါကျမှကိုက back နံဓာတ်ရိုက် response ပြန်လုပ်နိုင်မှာအဲ့လိုမျိုးမဟုတ်ဘူးဆိုလို့ရှိရင်ဓာတ်ရိုက် response ပြန်လုပ်နိုင်မှာခက်တယ်ပေါ့နော်ပြီးဆိုတော့အငြင်းထဲမှာနေကြကိုပြောချင်တာကိုမစင်စားနဲ့အောင်ထပ်တူညီတဲ့ဟာမဟုတ်လို့ရှင်တော့စင်တူတဲ့ဟာကိုအတွက်လွယ်တဲ့ဟာကိုပြောကြည့်တချို့ကျတော့မပြောတတ်တဲ့အကြောင်းရင်းကမပြောထားတဲ့အကြောင်းရင်းတစ်ခုရှိအဲ့ဘာလဲဆိုလို့ရှင်ဓာတ်ရိုက်ဘာသာပြန်နေလို့အကုန်လုံးကဓာတ်ရိုက်ဘာသာပြန်လို့မရတော့စင်တူဟာ resonate ဖြစ်တဲ့ဟာအများဆိုယူရတာပေါ့နော်ဒါပေမဲ့ကိုကပို့ပြီးတော့ fluent ဖြစ်လာပြောနိုင်ပြီဆိုလို့ရှင်တော့ကိုပြောချင်တဲ့ဟာလေးကိုစားလေးစီပြီးစဉ်းစားကြည့်လုံးဝမပြောနိုင်သေးဘူးဆိုလို့ရှင်တော့ကိုအတွက်လွယ်တဲ့ဟာကိုတင်ပြီးသားလွယ်တဲ့အကြောင်းအရာ grammar လေးတွေသုံးပြီးတော့လွယ်တဲ့ sentence ပြန်တိစောက်ကြည့်ပေါ့နော်ကဲဒါလေးကြည့်ပြချင်ပါတယ် thank you